အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော် Sigma grade ထားတဲ့ကတ်တွေ BSA ကနေပြီးတော့ပြန်ရောက်လာတဲ့ကတ်တွေပေါ့နော်ဒါတွေကိုကျွန်တော် big ကတ်တွေကဘယ်လောက်ရရဲဆိုတာကိုကျွန်တော်တူတူကြည့်အောင်ကတ်တွေကတော့ကျွန်တော်စီမှာ grade လို့ရှိရင်တော့ကျွန်တော်များသောအားဖြင့်ကတော့ Singapore ပဲပို့တယ်ပေါ့နော် Singapore ဆိုင်က transparency လည်းရှိသလိုနည်းနည်း communicate လုပ်ရတာလည်းကောင်းတယ်ပေါ့နော် time မှာတော့ caster လို့ပါလို့ရှိပြီမယ်ကျွန်တော်သိပြီးသဘောမကျဘူးပေါ့နော်သူတို့ ਨੇ စကားပြောရတာတွေပါတယ်အဲ့တော့ကျွန်တော် Singapore ပဲသွားပြီးတော့ပို့တာများတယ်ပေါ့နော်BSA ပို့မှဆိုလို့ရှိရင် BSA ကကျွန်တော်တို့နှစ်မျိုးနှစ်စားရှိရပေါ့နော်ဂျပန် BSA ပို့တာလည်းရှိသလိုဒီနော် US BSA ကိုပို့တာလည်းရှိအောင်နော်ဘာကွာလဲဆိုလို့ရှိရင်တော့ဂျပန်ကပို့ပြီးတော့ strict ဖြစ်တယ်လို့တော့ပြောကြတယ်ပေါ့နော်ဒါပေမဲ့ဒါကတော့ရေဝက်မှန်တယ်လို့တော့ပြောရမှာနော်တော့ဂျပန်ပို့လိုက်တဲ့ကက်တွေတော့များအရန်သူတို့ကစစ်ဆေးပြီးတော့မှတန်းရတဲ့ကက်တွေလည်းသူတို့9ဘိန်းလည်းပေးရပေါ့နော်သူဂျပန်ကိုတော်များမပို့ကြဘူး BSA ကတော့ရုံးကနှစ်ခုရှိရပါပေါ့နော်သူတို့ဟက်ကွာလာဒီအာရှမှာဆိုလို့ရှိရင်ဂျပန်အကြီးဆုံးကျွန်တော်နိုင်ငံမှာဆိုလို့ရှိရင်တော့ United States ကအကြီးဆုံးပေါ့နော်အဲ့လိုမျိုးကွာတာပေါ့နော်အဲ့ဒါကျွန်တော်တော့မှအသေးသေးရှင်းပြပါပေါ့နော်ဆိုတော့ကျွန်တော်အရင်ကြည့်အောင် Okay ဒါတွေကတော့ကုန်တစ်ခါလဲလောက်ထားဆိုတော့ကျွန်တော်တို့ sequential တွေပေါ့နော်ဒီ number တွေဆိုလို့ရှိရင် sequential တွေ treasure chest တွေရကောင် Okay ဒီကောင်ဆိုရှင်ဒါကျွန်တော်တို့ second anniversary one piece ပေါ့နော်ဒီကောင် sequential set ဆိုရင်ကျွန်တော်စိတ်တင်3000လောက်ရှိမယ်ပေါ့နော် USD 3000လောက်ရှိမယ်ဒါကျွန်တော်တို့တန်းရလာကြည့်အောင် Okay ဟုတ်ပြီကျွန်တော်တန်းရတယ် Shan တန်းရတယ် Luffy တန်းရတယ် Okay Becky 10 Okay Blackbeard တန်းရတယ် Okay Okay အကုန်လုံးတန်းနေကြည့်ပဲပေါ့နော် Okay Tammy အဲ့လေTammyဆိုတော့ကျွန်တော်နှစ်ဆက် grade ထားတာပေါ့နော်ဟောတစ်ဆက်ကတော့လုံးဝ fully sequential time ဖြစ်သွားတယ်ကျွန်တော်နောက်တစ်ဆက်ကြည့်ရအောင်နော်ဒါတူရတစ်ဆက်ပေါ့နော်ကောင်းလေး Tammy ကောင်းလေး Tammy Okay ချိန်နေတော့ကောင်းနေ Tammy အဲ့လေတန်း Oh ဒီ grade ဘောတော့ကန်ကောင်းသွားတာပေါ့နော်ဒီ anniversary set နှစ်ခုလုံးကတန်းရတယ်နှစ်စလုံးတန်းရတယ်ဆိုတော့မစိုးဘူးပေါ့နော်ဒါမြတ်တယ်လို့ပြောရမှာပေါ့ Okay ဘောနီဒါကြ9ဖြစ်သွားပြီနော် One Piece ကတော့များသောအားဖြင့်တော့တန်းရတာများတယ်ပေါ့နော်တော်တော်လေးစိုးရတဲ့ကတ်မှာသာအနည်းဆုံး10လောက်ထိတော့မရဘူး9ရတယ် Okay ဒါက Mega Drain နဲ့ကကန်က Eco Grade လိုက်တာကန်ကနှစ်ကလုံး9ထွက်သွားတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်လေးရောက်တော့ Dragon Knight လေးကတော့ဆောင်းလာကျွန်တော်ဒီကောင် English ရှာနေရပေါ့ English က2000လောက်ဖြစ်သွားပြီပေါ့နော်ကဲကျွန်တော် grader မဒီကောင်တော့9ဖြစ်ပါတယ်3က4က Okay 4က grade လိုက်တာမှာ3ကတန်းထွက်တယ်ဆိုတော့စိုးပါဘူးမိုက်ပါတယ်ရတယ်လို့ပြောအောင် Okay ဒီကောင်လေး10ဒီကောင်လေး10ကောင်းတယ်10ဂျပန်ပိုကီမွန်တွေကတော့ဗျာ9နဲ့ဆိုတော့9လောက်ထိတော့ရတယ်ပေါ့ဒါဆို9ဖြစ်သွားပါတော့ဒါပေမဲ့ကိတ်တော်များတော်တော်ကောင်းတယ်အင်္ဂလိပ်ပိုကီမွန်လစ်နေတာ10ဒါလည်း10ပဲဟောဒီကောင်ကျတော့9ဖြစ်သွားပါမိမိကူလေး10ရတယ်ဒီကောင်ချစ်စရာလေးကောင်10ကောင်လေး10 Okay ဒီကောင်ကျတော့ကံမကောင်းပါဘူးဒါအင်္ဂလိပ်ပြောရတဲ့အတိုင်းပဲအင်္ဂလိပ်မှာစပြီးလစ်တာပဲပေါ့နော်ဒါပေမဲ့9လောက်ထိရဆိုတော့စိုးတော့မစိုးပါဘူးအပေါ် centering လေးကြီးသွားလို့ပြဒီပေါ် centering ကြီးသွားတော့9ဖြစ်သွားတာရှေ့ရောနောက်ရောကက်က connection ကတော့ကောင်းတယ်အဲဒီကောင်ကျတော့10ဖြစ်သွားတယ် Don က9ကောင်က8ဒီကောင်ကျတော့10ဖြစ်သွားတယ်ဘာလို့10ဖြစ်သွားလဲဆိုတော့ centering တော်တော်စိုးသွားတယ် centering တော်တော်စိုးတယ်အဲဒါကြောင့်10ဖြစ်သွားside deck ဒါလေးတော့ချစ်ဖို့ကောင်းတယ်ဒါလေး6ဖြစ်သွားနှစ်ကြောစရာဒါလေး6 Okay ဒါကနောက်ထပ်ဒါက batch မတူတဲ့ဟာပေါ့နော်ကျွန်တော်တို့ဒီ sequential number ကတိတ်မတူတော့အစင်းလည်းမဖြစ်တော့ဘူးဒါအင်္ဂလိပ်တွေပေါ့နော်ဒါခွန်ဖြစ်သွားတယ်ဒီက centering တော်တော်ဆိုးသွားလို့ centering တော်တော်ဆိုးသွားလို့ခွန်ဖြစ်သွားတာကကတော်တော်လေးတိတ်မကောင်း Okay ဒါလည်း10ဒါအင်္ဂလိပ်ကတွေကတော့ဈေးပို့ရတယ်ပေါ့နော်ဟောဒါကြ9ဖြစ်သွားပြီဒါကြ10ဒါကြ8ဒါလည်း8ဒါ10 really 10 shan က8ပြန်ဖြစ်သွားပြီ white beer 10 shan 10ဒီကလေးချစ်စရာလေး Okay cap က10
Shantan Captain Sanjia ခွန်နဲ့ဟိုမှာလို့ခွန်ရလဲမသိ Centering နဲ့ကောင်းတော့ဒီနားမှာလေးမှာအနာလေးပါလို့ဗျာခွန်ဖြစ်သွားကောင်း10 Captain ခန်းနေများတယ်ပေါ့နော်ဒါကတော့ဒီနေ့ကျွန်တော်စီကိုရောက်လာတဲ့ကျွန်တော် grade 9တဲ့ကတ်တွေ reset ထွက်ပြီးရောက်လာတဲ့ပထမတစ်တုပ်ပေါ့နော်နောက်ထပ်အများကြီးတစ်တုပ်တွေကျန်နေတဲ့ကတ်တွေရာကျော်လောက်တင်ထားသေးရဆိုတော့ဘာတွေဘယ်လိုဖြစ်မလဲဆိုတော့လေဒီလိုမျိုးပုံမှန်လေးတင်ပေးမယ်ပေါ့နော်ဆိုတော့အားလုံးပဲဆုံးဖြတ်ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ဒီ grade နဲ့ပတ်သက်တဲ့အသေးစိတ်တွေဗီဒီယိုတွေကိုတော့ကျွန်တော်နောက်အားလို့ရှင်တော့တင်ပေးမယ်ပေါ့နော်အားလုံးပဲတဒါ